ခုနှစ်နှစ်ချမဲ့ခံလိုက်ရတဲ့ဒိုက်တာမိုက်တေးတွေခုလိုမှတ်ချက်ပေးစကားတခွန်းပြောလိုက်တဲ့လင်းစာနေစောမင်္ဂလာပါပရိသတ်ကြီးဒီနေ့တော့နုပညာလောကကနေကြားသိရတဲ့စိတ်မကောင်းစရာသတင်းတစ်ခုနဲ့တူမိသားစုတန်ရောစင်ကိုလေးထားတတ်တဲ့မင်းသမီးတလက်ရဲ့ရင်းနှီးစကားဆန်လေးကိုတင်ဆက်ပေးကြပါမယ်ပရိသတ်ကြီးလည်းသိကြမှာပါဒိုက်တာမိုက်တေးမင်းသမီးလင်းစာနေစောနဲ့ချစ်ချစ်စော်တော်ဝန်သမားတွေဆိုတာအနုပညာလောကမှာတကယ်ကိုမှစီလုံးညီညွတ်ပေးချစ်ခင်ကြတဲ့မိသားစုတစ်ခုပါဒါပေမဲ့ကကြမ္မာဟာသူတို့မောင်နှမတွေပေါ်မှာတိတ်ပြီးတော့မျက်နှာသာမပေးခဲ့ပါဘူး။အလက်တလောထွက်ပေါ်လာတဲ့သတင်းတွေအရကိုကြီးဖြစ်သူဒိုက်တာမိုက်တီဟာအကြောင်းမျိုးကြောင့်ထောင်ဒဏ်9နှစ်အမိန့်ချမှတ်ခံလိုက်ရပြီလို့သိရပါတယ်။ဒီသတင်းဟာညီမဖြစ်သူလင်းစာနေစောအတွက်တော့တကယ့်ကိုမိုးကြိုးပစ်ချခံလိုက်ရသလိုပါပဲ။ဘာကြောင့်လဲဆိုတော့ကိုဖြစ်သူဟာတာမန်ကျမ်းမာရေးကောင်းမွန်သူမဟုတ်ပဲပြင်းထန်တဲ့ဥမာကြီးကင်ဆာဝေနာကိုခံစားရသူဖြစ်လို့ပါပဲ။စေကူတာမိုခဲနေရတဲ့ကာလမှာခုလိုနှိရှေပြစ်ဒဏ်ချခံလိုက်ရတာဟာမိသားစုတွေစိုးရင်ပူပင်စရာအခြေအနေတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာလေးစားစရာကောင်းတာကလင်းစာနေစောရဲ့တမန်နီစိတ်တက်ပါပဲ။သမီးလေးမြူလင်းကိုကိုတွေဖခင်တာဝန်ရောမိခင်တာဝန်မှာကျေပွန်အောင်ထမ်းဆောင်နေရတဲ့ပြင်အခုလိုမိသားစုဝင်တွေရဲ့ကျန်းမာရေးနဲ့ခက်ခဲတွေပါရင်ဆိုင်ဖြစ်ရှင်ရတာပါ။ဘဝရဲ့မုံတိုင်းတွေဘလောက်ကြမ်းကြမ်းနုပညာသမားပြီးသားစွာနဲ့အပြုံးမပြတ်ပဲရှေ့ဆက်နေတဲ့သူမရဲ့ပုံရိပ်ကအမျိုးသမီးတွေအတွက်စံနမူနာယူစရာဖြစ်နေပါတယ်။ဖခင်ဖြစ်သူဒိုက်တာကြီးဦးခင်စောကီတီပန်ရဲ့သွေးသားတွေပေးပေးခက်ခဲရှိမှဒူးမထောက်ပဲနေမောင်နှမတွေချင်းချင်းဖေးမောင်ကိုညီရဲ့လောကရန်ကိုရင်ဆိုင်နေကြတာကတကယ်ကိုမှဂုဏ်စရာကောင်းလာပါတယ်။ဒါပြင်လေးစာနေစောရဲ့အမားဖြစ်သူချစ်ချစ်စောကလည်းကင်ဆာဝေနာခံစားနေရတာမလို့မောင်နှမ3ယောက်မှ2ယောက်ကကျန်းမာရေးမကောင်းဖြစ်နေချိန်တယောက်ကချင်းကျသွားတဲ့ချင်းတွေဟာလင်းစာနေစောအတွက်ပကုံးပေါ်မှာတာဝန်နေပြီးသွားစေခဲ့ပါတယ်။ကိုယ်တိုင်လည်းစင်ငယ်မသားတယောက်အနေနဲ့သမီးလေးမြူလင်းကိုကိုနဲ့တူဘဝကိုရုန်းကန်နေရချိန်မှာအခုလိုကိုတွေ့တော့ကရောက်ရတာဟာတော်ရုံစိတ်သက်ခွန်အားနဲ့ချက်ချက်ခံနိုင်ဖို့မလွယ်ကူပါဘူးဒီလိုချင်းနေစိုးတွေကြုံတွေ့နေရပေမဲ့လင်းစာနေစောကတော့ဒေါသရကြီးပောက်ကွဲတာမျိုးရင်းကြူတာမျိုးမလုပ်ဘဲနဲ့တကယ်ကိုတည်ငြိမ်ရင်ကျတဲ့စကားတခွန်းကိုဆိုလာခဲ့ပါရီသူမကလူမကွန်ရဲ့ပေါ်မှာအပူတော့ဝကင်းဝေးသူရဲ့လို့မရှိပါဘူးကိုအတွက်ကတော့ဒီလိုပူရီနဲ့တောင်မှနေသားကြနေပါပြီလို့ရေးသားခဲ့တာပါဒီစကားလေးကရိုးရှိပေမဲ့ဒီပယ်များကြီးတရားပါရီလောကရန်ရဲ့ရိုက်ခတ်မှုတွေကိုချိန်ပန်များစွာခံစားခဲ့ရလို့နာကျင်မှုတွေနဲ့ရင်ပါနေပြီဆိုတဲ့သဘောမျိုးပါပဲသူမအနေနဲ့အကိုဖြစ်သူအတွက်ဘာမှမတက်နိုင်တော့တဲ့ဆုံးမှာတော့ကျမရဲ့ queue ဆိုင်ဖို့နဲ့ BN ရဲ့ကင်းရှင်းမှုကိုသာအဝေးကနေဆူတောင်းမြတ်တာပို့တာပေးနေရှာပါရီပရိသတ်တရားလည်းလင်းစာနေစောရဲ့စိတ်တဲ့ကြန့်ခိုင်မှုနဲ့မိသားစုပေါ်ထားတဲ့မြတ်တာတရားကိုလေးစားနေကြသလိုကျမရဲ့မကောင်းတဲ့ဒိုက်တာမိုက်တီတွေလည်းစိုးရင်ပေးနေကြပါရီအခက်အခဲတွေကြားကနေမောင်နှမတွေအမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါသေးလို့ဆူတောင်းပေးလိုက်ပါရရှင်ကဲပရိသတ်ကြီးလင်းစာနေစောရဲ့ရင်ဖွင့်စကားလေးပေါ်မှာဘလို့မြင်ကြလဲကင်းစာဝေနာခန်းစားနေရတဲ့ဒိုက်တာမိုက်တီတွေရောအားပေးစကားလေးတွေပြောကြားသွားပေးခဲ့ပါအောင်ရှင်ယေရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်